တခါတော့ကတောနက်ကြီးတွေကတစ်ပင်တပင်မှာမြောက်တကောင်နေထိုင်နေရာသီဥတုကလည်းစောင်းရာသီဆိုတော့မြောက်ခများတော်တော်လေးချမ်းနေရှာတယ်။အဲ့ဒါနဲ့မီးရလိုရညာလိုက်ရှာရင်အဝေးတနေရာမှာပိုးဆုံးကျူးတကောင်ကိုသွားတွေ့တယ်။တွေ့တော့မြောက်ကအဲ့ဒီပိုးဆုံးကျူးနဲ့မီးဖို့လို့ရမယ်ထင်ပြီးလိုက်ဖမ်းတယ်။မီးတော့ပိုးဆုံးကျူးအပေါ်မှာအမိုက်တွေပုံတကိုင်းချောက်လေးနည်းနည်းပါးပါးပုံပြီးမီးဆွဲအောင်မှုန့်နေတယ်။မြောက်ရဲ့စိတ်ထဲမှာတော့ပိုးဆုံးကျူးကိုမီးစဖြစ်ရမယ်လို့အထင်မှားနေပြီးမီးမတောက်မချင်းတပူးပူးနဲ့မှုန့်နေတယ်။ဒါကိုသူနဲ့မလန်းမကန်းကကြောက်ဆောင်ပေါ်မှာနားနေတဲ့တာလီကာကဒါကိုမြင်တော့တားတယ်။ဟိတ်ကောင်အဲ့ဒါမီးမဟုတ်ဘူးပိုးဆုံးကျူး။မြောက်ကအရေးမလုပ်ဘူးထပ်ပြောတယ်။ဟိတ်ကောင်မီးမဟုတ်ဘူးဟာပိုးဆုံးကျူး။မြောက်ကအရေးမလုပ်ပြန်တော့တတိယအကြိမ်ထပ်ပြောတယ်။ပြောနေတာကြားလားမီးမဟုတ်ဘူးကွာပိုးဆုံးကျူးဟာဒီအခါမှာတော့မြောက်ကစိတ်တူပြီးတာလီကာကိုကြောက်ဆောင်နဲ့ရိုက်တက်ပစ်လိုက်ပါတော့တယ်။အမှန်တရားကိုပြောတဲ့နှံ့မမားပါဘူး။ဒါပေမဲ့အမှန်တရားကိုလက်မခံနိုင်တဲ့မြောက်ကိုသွားပြောမိလိုက်တာတော့မှားသွားပါတယ်။တခါတလေကြရင်တချို့အမှန်တရားတွေကလက်မခံနိုင်တဲ့သူကိုသွားပြောမိရင်သူ့အမားကနေကို့မားဖြစ်တတ်တယ်။မှန်တိုင်းလိုက်မပြောနဲ့နှုတ်စည်းကမ်းမရှိရင်အသက်ပါပေးရတတ်တယ်။